ဟိုးနေ့ကရင်နွေးဦးတာဝါတက်ပြပြီးသွားပြီဆိုတော့ဒီနေ့ bubble tea တာဝါတက်ပြပါမယ်ရင်နွေးဦးကတာဝါတော့မဟုတ်အိမ်ပေါ့နော်ရင်နွေးဦးအိမ်တို့ကတော့တာဝါလို့ပဲခေါ်ရပေါ့နော်အဲ့ဒါကိုတက်ပြပြီးသွားပြီဆိုတော့ဒီနေ့ကတော့ bubble tea တာဝါကိုတက်ပြပါမယ်ဒီဟာတော့တာဝါပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါပြန်ပြီးနှုတ်ဆက်လိုက်ပါခုနကပြောသလိုပဲဒီနေ့ bubble tea တာဝါကိုတက်ပြမှာဖြစ်ပါတယ်ဒီ bubble tea တာဝါတော့တောင်းတောင်းဒီမှာပါအကြီးရောအကြီးပဲပေါ့နော်သွားရအောင်အမလေးโอเคစတက်ပါမယ်အရန်ကိုပြောစရာကောင်းတယ်ပါပဲဒီတောင်ကရိုဘလော့ရလူပဲပေါ့နော်သူကဟဲ့ဒါယူငါဘယ်လိုတက်မှာတော့ဂျပန်ရှိနေလို့ဟဲ့ဒီကျေတော်တော်ခတ်မဲ့ပုံပဲကြပြန်ပြီဟောရိုဘလော့ရမှာလားဆိုသေမှာအဲ့လိုကြာလို့ရှိသူကတင်းတင်းလေးလောက်ပြီးဟာနော်ကဘယ်လိုတက်ကမှာလဲဟဲ့နည်းချီချော်တော့တယ်။သူက Roblox ဆော့စားမရှိရောဒီကတော့တိတ်တော့မတက်တတ်ပါဘူး။လောက်ပြန်ပြီချော့ပြန်ပြီ။နာနေဒီဟာလေးဘာလို့ထားပေးရလဲမသိဘူးတော့ခက်တာတက်က။ဟဲ့ဒါဘလို့တက်မှာတော့ဟောအော်တီဗီဒါဒီလိုသွားမှာဟမ်ဒီဝိုင်းရတော့ဘယ်လိုတက်လို့တက်မယ်မနာမသိတော့ပါသိပုံတော့ချော်ကြနေပါလေဆိုဟုတ်ပြီမိုက်တယ်ဝေးဒီဟာလေးတက်ကဟာနည်းနည်းတော့သေးရင်မဖြစ်ပဲမယ်တက်လို့ကောင်းပါဟဲ့ဒီဝိုင်းနေကဘယ်လိုဖြစ်မှာတော့ဟဲ့အော်ဓာကြီးကိုနိုးအားဘယ်လိုဖြစ်ကြုံရမှာဓာကြီးကိုခုံပြီးကြုံရမှာအဲ့လောက်မြင်နေနိုးကတော့မခုံနိုင်တော့ဟုတ်တယ်ပြုတ်ကြတော့မှနူမှာနူကအဲ့လိုတာဝါတက်ရတာဝါသနာပါပါတယ်ဒါပေမဲ့လည်းမတက်တတ်ပါဘူးတာဝါဝါသနာပါပေမဲ့လည်းအမလေးမတက်တတ်ပါဘူးတာဝါသမီးရေမြန်လေးလောက်လိုက်တော့ဒီဟာဘလို့လောက်ကလေဂျပန်နဲ့ဖြစ်ကြုံလိုက်ပါမယ်အမတကယ်တော့တာဝါအဲ့လိုဂျမ်နဲ့ခုံရတာပေါ့တော့ဒါပေမဲ့လည်းနူအားမခုံတက်ဘူးဖြစ်နေပါတယ်ဒီဟာငါဘလို့မြန်သွားဟာအမလေးသိပြီဖြတ်တာတော့မှမရဘူးသူတို့လက်တဲ့ချင်းဆောင်မနေ့ကဒါ Roblox ရဲ့မှာဆိုလို့ရှိရင်သိရဲပေါ့နော်ယူဒီဟာကို तू ထားပြီးထားငါလွတ်တဲ့အချိန်မှာဖြတ်မှာရဝီအမလေးလွတ်သွားပါရဲ့နောက်ဆုံးတော့လေမနေ့ကဂျပန်နဲ့ကူညီလိုက်တော့ပေါ့နော်လောက်ပြန်ပြီးအဲကြောင်ချီရတယ်အမေတကယ်တာဝါခုံရဘယ်ကိုခုံရမှာလဲဒီကဆက်ပြီးဟောဒီဘက်ကိုခုံရမှာဒီမှာလိုက်တာကြည့်ဘယ်ကိုခုံရမှာလဲဆိုဒီဟာပေါ့နော်တာဝါကလုံးဝအမြင့်ကြီးပဲအမြင့်ကြီးနေဒီဟာကိုလည်းတက်ကြည့်ကြရအောင်ရှိုးတနခါနဲ့လေးမှတော့ရှိုးနော်ရေနော်ဒီလေကကိစ္စမရှိတက်တာပဲလားဟောတာဝါနောက်ဆုံးကလည်းပြီးသွားဒါကဘလို့စောက်ထားလဲမသိတော်တော်လေးရောလှပါတယ်ဒီတာဝါနောက်ထပ်တာဝါဘာရှိသေးလဲမသိဘူးခဏလေးကြည့်လိုက်အောင်တာပါကြီးလေဒီကသွားကြည့်ရနော်အမှန်တကယ်တော့တာဝါခုံချင်မှာတာဝါခုံချင်တာပေါ့နော်ဟောဒါအိမ်တာဝါခုံချင်ပါဆိုတာဝါခုံချင်တာအိမ်ပါခဏလေးဒီဟာက cute modern house Roblox တဲ့အဲ့ဒါလေးကြည့်မယ်ရှိုးပါတနခါတွေ့ရတယ်ဟောဒါ Roblox house ပဲကဲအဲ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးရတော့ပါပဲ။နှုတ်မနေ့ပြန်တာဝါထက်ရှာရပါမယ်။ Bye bye